စိတ်ဆိုးတဲ့အချိန်မှာလူတွေဘာတွေလုပ်လဲမြင်အောင်ကြည့်ပါ။အော်ဟစ်တာပစ္စည်းတွေပြစ်ပေါက်တာဒါမှမဟုတ်နောင်တော့ရစေမဲ့စကားတွေပြောတာမျိုးပေါ့။ဒါပေမဲ့ခဏလေးဒေါသကိုထိန်းချုပ်နိုင်တဲ့သူတယောက်အကြောင်းကြားဘူးလား။ဒီနေ့ကျွန်တော်တို့ကွာဆက်အကြောင်းပြောပြမယ်။တီးခံခြင်းနဲ့ဖြောက်မှတ်ခြင်းအကြောင်းပါ။ဒီဇလန်းထဲမှာဘလို့အခက်အခဲတွေပဲကြုံအကောင်းဆုံးဖြစ်အောင်ဘလို့နေထိုင်ရမလဲဆိုတာကိုမျှဝေသွားမှာပါ။ဒီဗီဒီယိုမှာအပိုင်း၄ပိုင်းပါဝင်မှာဖြစ်ပါတယ်။အကောင်းမြင်ခြင်းရဲ့စွမ်းအားဗုဒ္ဓမြတ်စွာဘုရားကဇေတဝန်ကျောင်းတော်မှာသတင်းသုံးနေတုန်းကောသလဘုရင်ရဲ့ဝန်ကြီးတယောက်အကြောင်းပြောပြတယ်။တနေ့မှာဘုရင်ကသူ့ကိုထောင်ထဲပို့လိုက်တယ်။ဒါပေမဲ့သူကပထမမှတ်အဆင့်ကိုရောက်သွားတယ်။သူ့ရဲ့အရေးချင်းကိုသိတော့ဘုရင်ကသူ့ကိုလွှတ်ပေးလိုက်ပြီးဂုဏ်ပြုတယ်။မင်းကြီးကသူ့ကိုဘာတွေဖြစ်ခဲ့လဲမေးတော့သူကအဆိုးထဲကအကောင်းတွေထွက်လာတယ်လို့ပြန်ဖြေတယ်။မြတ်စွာဘုရားကရှေးခေတ်ပညာရှိတွေလည်းအဆိုးထဲကအကောင်းတွေရခဲ့တယ်လို့ပြောတယ်။ကာလမင်းသားရဲ့ဖြောက်မှတ်သောအုပ်ချုပ်မှုရှေးတုန်းကဗာရာဏသီမှာပြမဒတ်မင်းကြီးစိုးစံတယ်။ဘုရင်ရဲ့မိဖုရားကကာမင်းသားကိုမွေးဖွားခဲ့တယ်။ကာလမင်းသားဟာတက္ကသိုလ်မှာအတတ်ပညာတွေကိုသင်ယူခဲ့ပြီးတရားနဲ့အညီတိုင်းပြည်ကိုအုပ်ချုပ်ခဲ့တယ်။ဒါပေမဲ့တနေ့မှာမင်းမှုထမ်းတယောက်ကမင်းကြီးရဲ့မိဖုရားတွေကိုမဖွယ်မရာပြုမှုမိလို့တိုင်းပြည်ကနှင်ထုတ်ခံလိုက်ရတယ်။ရန်သူရဲ့နှလုံးသားကိုနူးညံ့စေခြင်းထိုအခါဝင်ကတိုင်းကိုအုပ်ချုပ်တဲ့ဝင်ကမင်းကသူ့ကိုခတ်စားစေတယ်။ဝင်ကမင်းကဗာရာဏသီကိုသိမ်းပိုက်ဖို့စစ်တိုက်တယ်။ဂါတမင်းသားကိုဖမ်းပြီးထောင်ထဲထည့်လိုက်တယ်။ဂါတမင်းသားကဇံဝင်စားပြီးကောင်းကင်မှာပလင်ခွေထိုင်လိုက်တယ်။ဝင်ကမင်းမှာပူလောင်တဲ့အပူတွေခံစားလာရတယ်။ဂါတမင်းသားရဲ့မျက်နှာတော်ကိုကြည့်လိုက်တဲ့အခါရွှေမှန်လိုပဲကြည်လင်တောက်ပေါက်နေတာကိုတွေ့လိုက်ရတယ်။ဝင်ကမင်းကဂါထာတွေနဲ့ဂါတမင်းသားကိုမေးခွန်းထုတ်တယ်။ဂါတမင်းသားကဘာလို့ဝမ်းမနေရတယ်လဲဆိုတာကိုရှင်းပြတယ်။အတိတ်ကိုပြောင်းလဲလို့မရဘူး။ဝမ်းနေခြင်းကအနာဂတ်အတွက်အကျိုးမရှိဘူး။ဝမ်းနေခြင်းကဘာမှအကူအညီမပေးနိုင်ဘူး။စိတ်ပြောင်းသွားတဲ့သူမှာဘာမှကြောက်စရာမရှိဘူးလို့ဆိုတယ်။ဝင်ကမင်းကဂါတမင်းသားကိုခွင့်လွှတ်ပြီးသူ့ရဲ့တိုင်းပြည်ကိုပြန်ပေးတယ်။ဂါတမင်းသားကတိုင်းပြည်ကိုသူ့ရဲ့ဝန်ကြီးတွေကိုလွှဲပြောင်းပေးခဲ့ပြီးဣမဝန္တာကိုသွားကယတိဘဝနဲ့နေထိုင်တယ်။ဇတ်တော်ရဲ့သင်ခန်းစာမြတ်စွာဘုရားကအာနန္ဒာဟာဝင်ကမင်းဖြစ်ပြီးငါကိုယ်တိုင်ကကံမင်းကြီးဖြစ်ခဲ့တယ်လို့မိန့်တော်မူခဲ့တယ်။ဒီဇလန်းကတီးခန့်ခြင်းနဲ့ဖြောက်မှတ်ခြင်းရဲ့အရေးပါပုံကိုပြသတယ်။ဒါကိုကျွန်တော်တို့တွေကဘဝမှာဘလောက်အထိလက်တွေ့အသုံးချတင်လဲဆိုတာစိုးစားဖို့လိုမယ်နော်။ဒီဗီဒီယိုမှာကားဇတ်တော်အကြောင်းကိုကျွန်တော်တို့ဆွေးနွေးခဲ့ကြတယ်။တီးခန့်ခြင်းနဲ့ဖြောက်မှတ်ခြင်းရဲ့အရေးပါပုံကိုသင်သိရှိနားလည်မယ်လို့ယုံကြည်ပါတယ်။ဒီသင်ခန်းစာတွေကိုသင်ရဲ့ဘဝမှာအသုံးချပြီးအကောင်းဆုံးလူသားတစ်ယောက်ဖြစ်အောင်ကြိုးစားပါ။